သာသနာတော်နှစ်2553ခုနှစ်ကောဇာတက္ကရာ1380ခုနှစ်ဘောင်းတကူလဆန်း6ရက်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အမှတ်8ရပ်ကွက်လုံးဆိုင်ရာဘလွန်ဆန်းလူသင်းတော်အမှတ်3ဘလွန်ဆန်းဆန်တော်နဲ့ရွှေပြည်သာဆန်းဆန်တော်ခြေဆက်ချက်လူရန်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောချမ်းသာစွာအိပ်စက်ရခြင်းအကြောင်းတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရှင်ဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောအတိတုကရာနိခေရံကတောလောကဟိတယနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယအများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘေမေယံရေတွေတိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသိချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးကအတိဒုက္ခရာနိဥ္စာတဲ့ခြင်းလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ခြင်းကြီးဟုကျက်တိထဝေ50အစုအလုံးခဲရင်တော်မူတော်မူကရွန်တော်ဖျားဖြစ်ရန်ဤတန်ကျုပ်ကိုအာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချင်းမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမញ្ញင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူကြရရှာလေသည်မဟာကရုဏီကတတ္တဝါများယဝေတာကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုသည်ပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းချမ်းသာစွာအိပ်စက်ရခြင်းနဲ့လောကလူတွေပြောနေကြတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာနဲ့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့ချမ်းသာစွာအိပ်စက်ရခြင်းဒီအိပ်စက်ရခြင်းနှမျိုးဟာခြားနာသောရှုထောင့်အမြင်များရှိသဖြင့်ခြားနာသောရည်ရွယ်ချက်များရှိလျက်နေပါတယ်လောကလူတွေပြောနေတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဘယ်လိုအဓိပ္ပာယ်ရှိပြီးတော့ဘုရားမြတ်စွာဆိုလိုတဲ့ချမ်းသာစွာအိပ်စက်ရခြင်းဆိုတာဘယ်လိုအဓိပ္ပာယ်ရှိတယ်လဲဆိုတာဒီကနေ့ညရှင်းလင်းပြီးတော့ဟောပြောကြရအောင်လောကလူတွေဟာနေထိုင်နဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခကိုလိုလားကြစာရေးတောက်တာနဲ့ပတ်သက်ပြီးတော့လည်းချမ်းသာဒုက္ခလိုလားကြတယ်အလိုလားဆုံးကတော့လူတိုင်းဟာချမ်းသာတာအိပ်စက်ရမှုဟာလူတွေမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းသာတာအိပ်စက်ရမှုဟာအမြဲတမ်းတန်ဖိုးရှိတယ်လို့ပြောရမှာပါ
ဒါနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတဲ့ချမ်းသာစွာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ကအလွန်လေးနက်မှုရှိတယ်ဆိုတာကိုဟဋ္ဌကသုတ်တံကိုလေ့လာကြည့်ခြင်းဖြင့်သိရှိနိုင်ကြပါတယ်ချမ်းသာစွာအိပ်စက်ရခြင်းအဓိပ္ပာယ်ကိုဟဋ္ဌကသုတ်တံမှာမြတ်စွာဘုရားကရှင်းလင်းဟောကြားထားတာဖြစ်ပါတယ်အင်္ဂုတ္တရနိကေမှာဟဋ္ဌကသုတ်ဆိုတာပါရှိတယ်တခါတော့ကမြတ်စွာဘုရားသခင်ကိုရောမြတ်အာလဝီပြည်အနီးနားကနွားအုပ်ကြီးဖြတ်တန်းသွားလာတဲ့တောထန်းတနေရာသိမ္တပါဝနလို့ခေါ်တဲ့ရင်းတိုက်တောထဲမှာရှိတဲ့အရွက်ကျဲကျဲနဲ့ရှိတဲ့ရင်းတိုက်ပင်ကြီးတစ်ပင်ရဲ့အောက်မှာရှင်တော်ဘုရားဟာနားနေခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်ကရာသီဥတုကလည်းအင်မတန်အေးမြတဲ့ဆောင်းရာသီဖြစ်တယ်ဆောင်းရာသီဖြစ်တော့ရင်းတိုက်ပင်ကအရွက်တွေဟာလည်းပဲကျွေတဲ့အရွက်ကကျွေးလာတော့အပေါ်မှာကြည့်လိုက်ရရင်ကျိုးတို့ကျဲတဲ့အနေအထားမျိုးရှိတယ်မြတ်စွာဘုရားသတင်းသုံးတဲ့တစ်ပင်ပတ်ဝန်းကျင်မှာလည်းပဲဖြတ်တန်းသွားလာထားတဲ့နွားအုပ်တွေရဲ့ခြေရာတွေကအနှံ့အပြားဖြစ်လို့ရေပေါ်မှာနွားခြေရာဈာကနေထွက်လာတဲ့စူးတဲ့ဖွယ်ဖြစ်နေတဲ့မာကျောလာတဲ့မြေတွေကလည်းပဲအပေါ်မှာစုံစုံချွန်ချွန်နေတက်နေတော့ထိုရင်းတိုက်ပင်အောက်ရောက်အောင်လမ်းလျှောက်ဖို့ဆိုတာခဲရင်တဲ့အနေထားမှာရှိတယ်ပေါ့နွားခွာရာကြားကထွက်တဲ့မားနေတဲ့မြေကိုနွားခွာရာစုလို့ဒီလိုခေါ်တယ်စုခဲ့လို့ခြုံပြီးတော့နေတယ်အဲ့ဒီပုံမှာလမ်းလျှောက်ဖို့ဆိုတာမြေတွေကအလွန်မာတဲ့အတွက်ကြောင့်ခဏမပါပဲလမ်းလျှောက်မယ်ဆိုလို့ရှိရင်အမတန်လျှောက်ရခက်တဲ့အနေအထားပေါ့ရသော်ဘုရားသခင်ကိုရောမြတ်ကလည်းအရွက်ကျိုးတို့ကျဲတဲ့ရှိတဲ့ရင်းနိုင်ပင်ကြီးရဲ့အောက်မှာမြက်ကလေးတွေခင်းပြီးတော့ရက်ဖြာလေးပေါ်မှာထိုင်နေတာတပါးတဲ့အာလူပြည်နားမှာအဲ့ဒီလိုသတင်းသုံးနေတဲ့အချိန်နန်းနဲ့စောစောအာလူမြို့ထဲကနေထွက်ပြီးတော့ရင်းနိုင်တော်ဘက်ကိုကျမ်းမာရေးအတွက်လမ်းလျှောက်ကြတောတန်းကိုဖြတ်တန်းပြီးတော့လမ်းလျှောက်လာတဲ့အထဲမှာဟဋ္ဌကအာလဝကဆိုတဲ့မင်းသားတဦးလည်းပါလာတယ်ပေါ့ဟဋ္ဌကအာလဝကမင်းသားဆိုတာဒီနေရာမှာဘယ်သူလဲလို့ဆိုလို့ရှိရင်အလုံးကြောက်ကြတဲ့ဇာလံတစ်ခုပါအာလူပြည်ကြီးရဲ့အနီးနားမှာတောတန်းတနေရာကညောင်ပင်ကြီးအုပ်အုပ်ဆိုင်ဆိုင်ရှိတယ်အဲ့ဒီညောင်ပင်ကြီးအနီးပါးမှာအာလဝကဘီလူကြီးရဲ့ဗိမာန်ရှိတယ်ပြောတယ်သို့တော်လူတွေမြင်ရတာတော့ညောင်ပင်ကြီးပဲမြင်ရတယ်အာလဝကဘီလူကြီးရဲ့ဗိမာန်ကိုမမြင်ရဘူးအာလဝကဘီလူကြီးကညောင်ပင်အောင်ဝင်ရောက်တဲ့ပုဂ္ဂိုလ်တိုင်းကိုသူကအပိုင်စားရထားတယ်ဒါကြောင့်ညောင်ပင်အောင်ဝင်လာလို့ရှိရင်တော့သူ့အစာဖြစ်ကြရတာများတယ်ပေါ့ဖြစ်ရပုံကတော့ဒီနေ့မှာအာလူကြီးဘုရင်ကြီးကအချမ်းရံနေနဲ့တောကစားထွက်တာတောကစားထွက်တဲ့အခါမှာသမင်းတစ်ကောင်တွေ့တော့ကိုစီဝန်ချပြီးတော့ဝန်တာတွေကိုစီနဲ့ကိုတာဝန်ပေးထားပြီးတော့ထိုသမင်းကို
အမိဖမ်းဖို့အတွက်ဝိုင်းရံထားကြတယ်အဲ့ဒီလိုဝိုင်းရံထားပြီးတော့သမင်ကိုခြောက်တဲ့အခါမှာအမတန်အကင်းပါတဲ့သမင်ကဘယ်ဘက်ကထွက်ရမယ်ဆိုတာကြည့်လိုက်တဲ့အခါကျတော့ဘုရင်ကြီးဘက်ကနည်းနည်းလူအုပ်နေနေတာမြင်တော့ဘုရင်ကြီးဘက်ကထွက်ဖို့ကြိုးစားအဲ့ဒါလိုကြိုးစားပြီးတော့သမင်ကထွက်ပြေးသွားတယ်ပေါ့ဘုရင်ကြီးတာဝန်ကျတဲ့အပိုင်းကနေပြီးသမင်ကလွတ်သွားတော့ဒါပဲမြန်မာတွေပြောနေကြတာရွှေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဆိုတာအဲ့ဒါလိုလွတ်သွားတဲ့အခါကျတော့ဘုရင်ကြီးကမာနတွေတက်လာပြီးမခံနိုင်ဘူးပေါ့အများကနေပြီးတော့သေရောမှာကိုမခံနိုင်သည့်အတွက်ကြောင့်ကြိတ်ပြုံးညံ့မှာကိုမခံနိုင်သည့်အတွက်ကြောင့်သူ့ရဲ့ရဲစွမ်းတတ္တိပလအစွမ်းပြပြီးတော့သမင်ပြေးတဲ့နောက်ကနေလိုက်တယ်နောက်ဆုံးတော့သမင်တွေဟာပြေးနိုင်တယ်များပြေးပြီးမပြေးနိုင်တဲ့အချိန်ကျတော့လက်ဆင်းပြီးတော့ခံကြတာပေါ့အဲ့ဒီချိန်မှာဘုရင်ကြီးဟာသမင်ကိုအရာဖမ်းတပ်ဖြတ်ယူပြီးတော့တကယ်တော့သမင်သားစားခြင်းလို့တော့မဟုတ်ဘူးအပျော်ပါလုံးကြတာအဲ့ဒီသမင်ကောင်ကိုပိုင်းပြီးတော့ထမ်းလာခဲ့တယ်ဒီသမင်သူရအောင်ဖမ်းနိုင်တယ်ဆိုတဲ့စွမ်းရည်တတ္တိကိုပြခြင်းလို့သမင်ကိုထမ်းယူခဲ့ပြီးတော့မောမောပန်းပန်းနဲ့ခဏကညောင်မင်းကြီးအောက်မှာချပြီးခဏနားနေတာဒီအခါမှာဘုရင်ကြီးကအန္တရာယ်ကြုံလာတယ်ပေါ့အာရဝကဗီလူကြီးရဲ့ပိုင်တဲ့ထဲရောက်သွားတော့အာရဝကဗီလူကြီးကနေပြီးဘုရင်ကြီးကိုဖမ်းလိုက်တယ်ပေါ့ဖမ်းလိုက်တော့ဘုရင်ကြီးကကြောက်လန့်ပြီးတော့သူ့ကိုမစားပါနဲ့သမင်သားပဲစားပါလို့ဆိုပြောတော့အာလဝကဗီလူကြီးကရဲတယ်တဲ့ဘုရင်ကြီးကိုယ်တိုင်လည်းသူ့ပစ္စည်းပဲတဲ့သမင်ကြီးကလည်းသူ့ပစ္စည်းပဲငါပစ္စည်းနဲ့ငါ့ကိုအယောင်းဝယ်မလုပ်နဲ့ပေါ့သမင်လည်းငါပိုင်တာပဲမင်းလည်းငါပိုင်တာပဲဆိုတော့ဘုရင်ကြီးကခက်ကြုံသူကပြောတယ်ငါသာမန်ပုဂ္ဂိုလ်မဟုတ်ဘူးဟောဒီအာလူပြည်ကြီးကိုပိုင်တဲ့ဘုရင်ငါ့ကိုစားရင်မင်းဒီတနေ့ပဲစားရမယ်ငါ့ကိုလွတ်လိုက်မယ်ဆိုရင်မင်းငါနေ့စဉ်နဲ့အမျှတနေ့ကိုလူတယောက်ထမင်းအုပ်နဲ့ပို့ပေးမယ်ဆိုတော့အာလောကဗီလူကြီးကစဉ်းစားပြီးတော့လက်ခံတယ်အင်းသူပြောတာဟုတ်တယ်နေ့စဉ်နဲ့အမျှပင်ပန်းမခံရဘဲနဲ့လူသားစားနေရမယ်ဆိုရင်ပိုးအဆင်ပြေတယ်သို့တော့သစ္စာတည်ရမယ်သစ္စာဆိုခိုင်းတယ်မင်းမှာသစ္စာလူမှာဂတိမင်းဆိုတာသစ္စာရှိရပြောထားရင်ပြောထားတဲ့အတိုင်းလုပ်ရတယ်ပေါ့ဘုရင်ကြီးကသစ္စာဆိုတယ်နေ့စဉ်နဲ့အမျှသူနန်းတော်ကနေပြီးတော့သူစီမံခန့်ခွဲပေးတဲ့သမင်းအုပ်ရွက်လာတဲ့လူကိုစားပိုင်ခွင့်ပေးလိုက်အဲ့ဒီလိုစားပိုင်ခွင့်တနေ့ကိုတယောက်မှန်ပိုးဆက်ပြီးတော့ပေးမယ်လို့သူကအာမခံလိုက်အကယ်၍မပေးနိုင်တဲ့နေ့ဆိုလို့ရှိရင်သူကိုယ်တိုင်ဘလူရဲ့အစာဖြစ်ရဩဒီလိုထားတာအဲ့ဒီလိုသစ္စာပြုခဲ့ရတာဆိုတော့အာလောကဗီလူကြီးကလွတ်လိုက်တယ်အာလောကဗီလူဆိုတာအဲ့ဒီအချိန်တုန်းကဘုရားတရားသံဃာကိုမကြည်ညိုသေးတဲ့မိစ္ဆာဘလူကြီးပေါ့အမှန်တမ်းကြမ်းကြုတ်တယ်အဲ့ဒါလို့ဘုရင်ကြီးစီကအခွင့်အရေးရလိုက်တဲ့အခါကျတော့ဘုရင်ကြီးကိုလွတ်လိုက်တယ်နန်းတော်ပြန်ရောက်တဲ့အခါကျတော့အမတ်ကြီးတွေနဲ့အစည်းအဝေးခေါ်ပြီးတော့သူ့ရဲ့ဘုရင်ကြီးကသူလောက်ကင်ခဲ့တဲ့ကိစ္စတစ်ခုကိုပြောပြပညာရှိမတ်ကြီးတွေကစဉ်းစားကြတယ်ရှင်မင်းကြီးဒီနေ့တယောက်ပို့မယ်ဆိုတဲ့နေရာမှာရက်အကန့်အသတ်ခေါ်ရှိရလားလို့ဆိုဟာဘုရင်ကြီးကပြောတယ်ငါရက်အကန့်အသတ်မပြောခဲ့မိဘူးဆိုဒါဘုရင်ကြီးရဲ့မေ့လျော့ချွတ်ချုံမှုတစ်ခုပဲရက်ကန့်သက်ချက်မပေးခဲ့တဲ့အတွက်ကြောင့်သူကတစ်သလုံးပေးနေရမယ်အဓိပ္ပာယ်ဖြစ်သွားတယ်
Erane Taunega Luri Choto Biro, Tenidio, Alavaga Biluji, Pope Bini. Taunea Luri let go young. Koneka Danji Mashida Luri. Data say Lama, Yatra de Bogori Pan. Luigi si Dokai. Erelune Lola later, now so. Yeniga Pambiro Luza journey as a range on Luria, Abian, Betrayella on Chowland nature. Now so no Lucia Mayade Kajaro, Lolo Aroso. Payin Nandoma, Adi Nima, Muipala, Payin Taro Galego, Piarome. Loga Luria, go, Chisome. Tari the video, Mivariga Chitesura, go. Could the watcher queer say Tema, Tadamidi, Yenialu, Chinuni, Cheta. The Gero Luri Sura, go, Chisome. Erajamolo. Midico, Carguere, and the net. Taro Glegue. Pelusa, Jubuya, Book Highlight, Eddie. He, Allah, we be at Taro Leha. The get Barmi Shing Libe. Tamambogo Mobu Army Guduri Sivugalu, Tuchara Menali Chedo. Yes, of the other king Goromyaga, Eddie. The yet Jobiro Alavaga Bilugia Bomema Yashi data. Eddie Chema Alavaga Bilugia. Tuya Bomema Nema Mashivu, Siwe Toani. Yanare can yes of Janet. Bomema Yaunida Mieneka, say the Dasurable. Hello, cities are solo, Tanya, Lo Piago. Lenet, Munet. Cut the arm, Doka Yao, Daikai Mount Hoda. Yes, of Yago, Loa, and the Mabu Naimu. Hello. Yes, of Yago down Mount Hola on Duseka, and Madame Chandane. Hello, Chane, Alavaga Viluji, yes, of Yada King Goromyaga. They might enjoy on Nissan Dego, don't Chaviro, Somaro Muget. Now, Soma Alavaga Vilugia, do Lena Shidiari, a don't chalo. Pama Sama Yare Kajaro, Palo Lesson. A Shengorma do Yakuma Bude, Enema, Juju Jojo. When Yaunida, a Kubet Tratwalai Bahasoro. Yes of Yaga, Dilu Chandan and Bogu de Yako. Satan Nunyan on. Nisanego, don't do that any net. Do the cargo not on it any time. Do such a member who a mega manazes who say Dora Boss on Piaga Tap. Oh, to say them of Lieutenant or Danyalunga truck on Josa Leara. A mu Josara Meahubo. A good general, Piolo Sulu Lueda, Menine, also Tadora Vesel. Pero Majore and Lota Homo Diano, Shingorma Piang Wingeva also. Menga Wednesday Jane Wingera Bo. So, yes, of Yaga Piangwella. Now the can Tratova also Tratwa like the Winlageva also Winla. Pabjello, yes, of Yaga, blue kinda the lonely other ladies. Emerton, say Jan and Blue Yea, say Jackly, Nunian Dog, like the also. Jinjan Jogo Ado. He needs a nickel. The game Manganet needs a nickel. The Chandan de Boguri, Satan Nunyan on Loden Yama. Turone Lilioni tree, Sanjim Melo Hene, Turone Lilioni tree need a China Halebe. Chandan de Bogo Diago, Nunyan Dwasi dead. Eh, now Jaro. Chanane Bogus, Chanane Sego, take it on the song Naimu. A door then Nunian Doreka, now the changer, who a tree of Blue Duiro, Tidaka, young or my truck iron. Sit on the chong kind beetle. King of ye who were ganty on Pimelu. Say good. Erelu say good beetle, young or my two bay manega, Tradolai Balu Suro. Yes, of Yaga. The son that deep yare and in I'm trying to move it. Pablo Ronson, me and Gago, Trap Galushin, Chin the Chong can be the Hobart Pimelu, means a good leader. Do an order.
ငါတွေးတာတောင်သိပါလားအင်မတန်တကူကြီးတဲ့ပုဂ္ဂိုလ်ပါလားလို့စိတ်ဝင်စားလာတာပေါ့အဲ့ဒီအချိန်မှာမြတ်စွာဘုရားကငါ့ကိုချိန်နဲ့ချောင်းကင်ပြီးတော့ဟိုဘက်ပြစ်နိုင်တဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးဆိုပြီးတော့ပြောတော့ဒါဖြင့်အရှင်ဂေါတမကိုပု္ပ္ပာမေးမယ်မဖြေနိုင်လို့ရှိရင်အရှင်ဂေါတမနှလုံးသားကိုခွဲပစ်မယ်လို့ဉာဏ်နဲ့စကားဆိုပြန်တဲ့အခါမြတ်စွာဘုရားငါရဲ့နှလုံးသားကိုခွဲနိုင်လောက်အောင်မင်းမစွမ်းတတ်တိမရှိဘူးအေးမင်းမေးခြင်းနဲ့ဆိုရင်တော့မေးတာတွေငါအကုန်ဖြေမယ်လို့အဲ့ဒါလို့ခွင့်ပြုတဲ့အခါမှာမိဂုံးနေမေးတာသူမေးတဲ့မိဂုံးတွေကကတ္တဗဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနှမျိုးစလုံးရှိခဲ့တယ်ဒါကတ္တဗမြတ်စွာဘုရားလက်ထက်တုန်းကအမေးနဲ့အဖြေနဲ့ရှိခဲ့တယ်အဲ့ဒီရှိခဲ့တဲ့ထဲမှာအဖြေတွေမိဂုံးတွေရဲ့အဖြေတွေကပျောက်သွားတယ်မိဂုံးတွေပဲကျန်တယ်ဒါကြောင့်မို့ဒီမိဂုံးတွေကိုသူကသိချင်နေတယ်ဘာတွေလဲဆိုတာအဲ့ဒါကြောင့်မို့အဲ့ဒီမှာမေးလိုက်တာဒီနေရာမှာမိဂုံးနဲ့အဖြေကိုတော့ဘုန်းကြီးတို့မပြောတော့ပါဘူးနော်ဘဝအရေးစိတ်အေးရလေအောင်ဆိုတဲ့တရားထဲမှာဘုန်းကြီးတို့ဟောထားတဲ့အထဲမှာရှိပါတယ်အဲ့ဒီမိဂုံးနဲ့အဖြေတွေအကြောင်းအဲ့ဒီမှာဒီနေရာမှာပြောချင်တာကတော့အာလဝကကြီးကိုဆုံးမလို့ယဉ်ကျေးပြီးတော့အာလဝကကြီးကဘုရားဘာသာအာလဝကဘီလူကြီးကဘုရားဘာသာဖြစ်သွားတယ်လို့ပြောအမတန်လိမ္မာယဉ်ကျေးပြီးတော့ဘုရားတရားတန်ခါဥဒိဋ္ဌာတွေဘယ်နေရာသွားဘုရားတရားတန်ခါဥဒိဋ္ဌာရှိခိုးလေးရဲ့သွားပါမယ်ဆိုတဲ့ပဋိညာဉ်ပေးထားတဲ့အချိန်နန္ဒမိုးတော်အလင်းရောက်တဲ့အချိန်မှာခုနကအာလူဝီဘုရင်ကြီးကသားတော်လေးနဲ့သမင်းအုပ်ကိုပို့လိုက်တဲ့အချိန်ဘုရားကရောက်ရှိနေတဲ့အချိန်လေးနဲ့အမတန်မှကံကောင်းတယ်ဒီမင်းသားလေးဟာအကယ်၍သာမြတ်စွာဘုရားရောက်ရှိပြီးတော့မနေဘူးဆိုရင်ဘလူစားခံရမယ့်အနေအထားမျိုးရှိတယ်ပေါ့လိမ္မာယဉ်ကျေးသွားလို့ဒီမင်းသားလေးပို့လိုက်တဲ့အခါကျတော့ဘလူကြီးကသောတာပန်ဖြစ်သွားပြီစိတ်ဓာတ်တွေကမချမ်းတော့ဘူးတတ္တဝါတွေပေါ်မှာကျင်နာတတ်တဲ့စိတ်တွေတနာတဲ့စိတ်တွေမေတ္တာထားနိုင်တဲ့စိတ်တွေဝင်လာသောတာပန်ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားတရားသံဃာကိုရိုသေလေးစားမှုကလည်းရှိလာပြီမိမိအသက်ပင်သိလင့်ကစားသူတစ်ပါးရဲ့အသက်ကိုတပ်ဖြတ်မှုဆိုတာလုံးဝမပြုတော့ဘူးဆိုတဲ့အနေအထားရောက်အဲ့တော့ဒီသူ့အတွက်အစာဖြစ်လာဖို့တဲ့မင်းသားလေးကိုတတ်ဖို့နေတာရှေးကလူသားတွေကိုလူတွေရဲ့အသက်ကိုတတ်ဖြတ်ပြီးတော့စားတောင်းနေတယ်ဆိုတာတောင်သိရမှာသိသွားမှာကိုရှက်တဲ့အနေအထားမျိုးရောက်သွားတယ်အလွန်ရှက်တယ်ဒါသိမှသိဆိုးတယ်သို့တော့မြတ်စွာဘုရားနဲ့အတူတူထိုင်းနေတဲ့အချိန်မှာမြတ်စွာဘုရားအနီးနားမှာထိုင်းပြီးတော့လိမ္မာယဉ်ကျေးစွာနေတဲ့အချိန်မှာဘလူကြီးကိုမင်းသားလေးနဲ့သမင်းအုပ်ကိုလာပြီးတော့ဆက်တာတဲ့အခါမှာဘလူကြီးကမင်းသားလေးကိုလှမ်းယူလိုက်ပြီးတော့မြတ်စွာဘုရားကိုလှူဒန်းလိုက်တယ်တဲ့အဲ့တော့ဒီမင်းသားလေးဟာမင်းချင်းယောက်ျားတွေလက်ကနေပြီးတော့ဘလူကြီးလက်ရောက်သွားတယ်ဘလူကြီးလက်ကနေပြီးတော့မြတ်စွာဘုရားလက်ထဲရောက်သွားတယ်ဘုရားကိုလှူလိုက်တာဘုရားကိုလှူထားတဲ့မင်းသားလေးဖြစ်သွားတယ်ဒါကြောင့်မို့လို့လက်ဆင့်ပြောင်းလာတဲ့မင်းသားလေးဆိုတဲ့အဓိပ္ပာယ်နဲ့ဟဋ္ဌကလို့ဒီလိုခေါ်တာဟဋ္ဌဆိုတာလက်ကဆိုတာတော့ခါငယ်ကနေပြောင်းလာတာလက်တစ်ခုကနေပြီးလက်တစ်ခုကိုပြောင်းရွှေ့ပြီးတော့အသက်ရှင်လာတဲ့မင်းသားလေးလို့ဒီလိုအဓိပ္ပာယ်ရတယ်မင်းချင်းယောက်ျားတွေရဲ့လက်ကနေပြီးတော့ဘလူကြီးလက်ကနေပြီးတော့ဘုရားလက်ထဲရောက်ဘုရားလက်ကမှတခါမင်းချင်းယောက်ျားတွေလက်ကိုပြန်ပြီးတော့အနှံပေးလိုက်တယ်ဒါကြောင့်မို့ဒီမင်းသားလေးဟာနန်းတော်ပဲပြန်ရောက်သွားတယ်ပေါ့သို့တော်လည်းဘုရားကိုလှူထားတာဖြစ်သောကြောင့်ခုခေတ်စကားနဲ့ပြောမယ်ဆိုရင်မြတ်စွာဘုရားရဲ့မွေးစားသားဖြစ်သွားပြီပေါ့အဲ့ဒါလို့ဘုရားရဲ့မွေးစားသားဖြစ်တဲ့ဟဋ္ဌကဆိုတဲ့ဒီမင်းသားဟာသာသနာတော်မှာအလွန်ထင်ရှားလာတဲ့မင်းသားတဦးဖြစ်လာအရွယ်ရောက်လာတဲ့အခါမှာသူ့ရဲ့နောက်ကဥပဒကာတွေ900အချမ်းရံနဲ့အမတန်မှစီစီလုံးလုံးရှိတယ်ဟဋ္ဌကဟာသူ့နောက်ပါဥပဒကာ900ကိုသူကစီးလုံးထားတဲ့နေရာမှာအလွန်အစွမ်းထက်
အခြားပရိသတ်တွေတဲ့သူကစီးလုံးညီညာမှုရှိတယ်ဒါကြောင့်မို့မြတ်စွာဘုရားကဥပဒကဒါယကာတွေကိုသာသနိကဘွယ်ထူးတွေပေးတဲ့အခါမှာဟဋ္ဌကအာလဝကကိုလည်းပဲဘွယ်ထူးတစ်ခုထည့်ပြီးတော့ပေးထားတယ်အဲ့ဒီဘွယ်ထူးကတော့ဘာလဲဆိုရင်သင်္ဃဝတ္ထု၄ပါးဖြင့်နောက်လိုက်နောက်ပါတို့ကိုစီယုံတဲ့နေရာမှာထူးချွန်ဆုံးဆိုတဲ့ဘွဲကိုပေးစီယုံမှုထူးချွန်စုပေါ့စီယုံတဲ့နေရာမှာအလွန်ထူးချွန်တယ်လို့ဟဋ္ဌကအာလဝကမင်းသားလေးကိုဒီလိုပဲပေးထားသူဟာတမ္မာပုဂ္ဂိုလ်မဟုတ်ဘူးနောက်ကြတော့သောတာပန်သဂရဂံနဲ့နောက်ဆုံးအနာဂတ်အဆင့်ထိအောင်ရောက်သွားပြီသာသနာတော်မှာထင်ရှားတဲ့မင်းသားလေးတစ်ပါးဖြစ်လာတယ်ဟောသူ့မှာအံ့ဩဖွယ်ကောင်းတဲ့အံ့ဖွယ်ကောင်းတဲ့အရည်အသွေးတွေကဘာတွေတုံးဆိုရင်သူဟာတရားတရားသိကောင်းတယ်တဲ့ဟောတရားတရားကောင်းတဲ့နေရာမှာအလွန်ထင်ရှားတယ်တရားတရားကောင်းတယ်နောက်ကိုချင်းသီလနဲ့ပြည့်စုံတယ်ကိုချင်းသီလနဲ့ပြည့်စုံတဲ့နေရာမှာလည်းပဲအလွန်ထင်ရှားတယ်နောက်တစ်ခုကမကောင်းတာလုပ်ရမှာမဟုတ်တာပြောရမှာမဟုတ်တာကြံစည်ရမှာအလွန်ရှက်တတ်တယ်ဆက်ဆုပ်တတ်တယ်မကောင်းတာလုပ်ရမှာမကောင်းတာပြောရမှာမကောင်းတာကြံရမှာအလွန်ကြောက်လန့်တတ်တယ်ဟိရိဥတ္တပနဲ့ပြည့်စုံတယ်လို့ဒီလိုပြောတာဒါတွေမကဘူးဟဋ္ဌကမင်းသားလေးဟာမြတ်စွာဘုရားထံကတရားဓမ္မတွေနာယူပြီးယဟန်တော်ရှင်မြတ်တွေစီကယဟန္တာရှင်မြတ်တွေစီကတရားဓမ္မကိုနာယူထားလို့တရားဓမ္မနဲ့ပတ်သက်လာလို့ရှိရင်ဘုဒ္ဓတွေအများကြီးရှိတယ်တဲ့ဘုဒ္ဓတွေအများကြီးရှိတယ်နောက်တစ်ခုကတော့တရားတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အားလျော်စွာအမြဲတမ်းစွန့်လွတ်လှူဒန်းမှုရရောမှုဆိုတဲ့စာကခုံနဲ့လည်းပြည့်စုံတယ်နှမျောတွန့်တို့ခြင်းမရှိဘူးဟဋ္ဌကမင်းသားလေးဟာစွန့်ကြဲပိတ်ကန့်တဲ့နေရာမှာလည်းပဲအမတ္တမရရောတယ်နောက်ကုံတစ်ခုကတော့သူကပညာထက်မြက်တယ်လို့ဒီလိုဆိုတယ်ထက်မြက်တဲ့ပညာဆိုတာတာမန်အခြေခံပညာမျှတာမကဘူးသင်္ခါရတရားတွေကိုအနိစ္စဒုက္ခအနတ္တလို့ဖြစ်မှုပြက်မှုတွေကိုရှုမြင်တဲ့နေရာမှာလည်းပဲသူပညာအလွန်စင်တန်းမြင့်သောတာပန်ကနေသဂရဂံကနေအနာဂံဆိုတော့ဝိပဿနာဉာဏ်ဟာအလွန်ရင့်တန်တယ်ပေါ့ဉာဏ်နာအဆင့်ဖြစ်ဖို့ရာဝိပဿနာဉာဏ်မျိုးသာသူ့မှာလုံးနေသေးတာပေါ့အဲ့တော့ဉာဏ်နာဖြစ်ဖို့ဝိပဿနာကြတော့အနာဂံဖြစ်တဲ့ဝိပဿနာတဲ့ပိုတဲ့အဆင့်မြင့်တယ်လို့ပြောအောင်ပါပေါ့အဲ့ဒါလို့ထူးချွန်တဲ့ဟဋ္ဌကမင်းသားလေးအံ့ဩဖွယ်သူ့ရဲ့ဂုဏ်ကြီးဂုဏ်သွေးတွေရှင်မျိုးနဲ့ပြည့်စုံတဲ့နေရာသူဟာဒီလိုထူးခြားပေမဲ့လို့ထူးခြားမှုကိုထုတ်ဖော်ပြောဆိုဖို့အလွန်ဝန်လေးတဲ့ပုဂ္ဂိုလ်တူတဲ့အဲ့ဒါကိုအပိစ္ဆလို့ခေါ်တယ်လောကမှာလူတွေကကိုယ်ရှိလို့ရှိရင်ရှိတာတဲ့ပို့ပြီးတော့ကြွားကြင်ကြတယ်ပေါ့ဟောဒီဟဋ္ဌကမင်းသားလေးကတော့ဘယ်တော့မှသူ့ရဲ့ဂုဏ်ကြီးဂုဏ်သွေးကိုထုတ်ဖော်ပြောဆိုဘူးသူ့ကိုဂုဏ်ကြီးဂုဏ်သွေးကိုသူများသိမှစိုးတယ်ခက်ကုတ်ကုတ်ရိုးရိုးလေးပဲနေတယ်သူ့ရဲ့ဂုဏ်ကြီးဂုဏ်သွေးတွေကိုဘယ်တော့မှထုတ်ဖော်ပြောဆိုလို့မရှိဘူးဒါကြောင့်မို့လို့အပိစ္ဆလို့ဆိုတဲ့ဒီအလိုနီးချင်းဆိုတဲ့ဂုဏ်အင်္ဂါနဲ့လည်းပြည့်စုံတယ်လို့ဒါကဒီပုဂ္ဂိုလ်ရဲ့ပတ်သက်တဲ့အရည်အသွေးတွေဟောဒီဟဋ္ဌကမင်းသားလေးဟာသင်္ဃဝတ္ထုတရား၄ပါးနဲ့ပြိဿတ်ကိုစီယုံတဲ့နေရာမှာအမတ္တမထူးချွန်တယ်ဒီခါတော့ကသူ့နောက်လိုက်နောက်ပါပြိဿတ်တွေကစီလုံးညီညီညွတ်ညွတ်နဲ့မြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကအမတ္တညီညွတ်တဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေကိုချီးပြီးဘုရားကဟဋ္ဌကတဲ့ဒီပြိဿတ်တွေကိုဘယ်လိုလုပ်ပြီးတော့စီယုံထားတာတုံးလို့မြတ်စွာဘုရားကမေးတယ်မေးတဲ့အခါကျတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားဟောထားတဲ့သင်္ဃဝတ္ထုတရား၄ပါးရဲ့ဤစနစ်အတိုင်းတပြီးတော့စီယုံတာပါအသိအဖွဲလုပ်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တိုင်းသင်္ဃဝတ္ထုတရား၄ပါးဆိုတာမှတ်သားပြီးတော့စီယုံတဲ့နေရာမှာအမတန်မှအရေးကြီးပါတယ်နော်အစည်းယုံလုပ်ရုံနဲ့မကဘူးမိသားစုထဲမှာလည်းပဲစီယုံဖို့အမတန်မှအရေးကြီးတယ်ပေါ့မိသားစုဟာ
ဒါအသေးငယ်ဆုံးသော society လို့ပြောရမှာပါလူတွေရဲ့ society ဟာမိသားစုတစ်ခုဟာ society လေးတစ်ခုပဲကိုမိသားစုအတွင်းတောင်တချို့ကမစည်းရုံးနိုင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်မတည့်ကြဘူးလေညီကိုမောင်နှမတွေတယောက်နဲ့တယောက်မတည့်ဘူးတဲ့နော်အမေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့အဖေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့မစည်းရုံးနိုင်ကြဘူးပေါ့အဲ့ဒီမစည်းရုံးနိုင်တာဘာကြောင့်လဲလို့ဆိုလို့ရှိရင်အခုပြောရတဲ့သင်္ဃဝတ္ထု၄ပါးဆိုစည်းရုံးဖို့ရာအတွက်ဒီအကြောင်းအချက်၄မျိုးအသုံးမချလို့ပဲဒါ four conditions of unity ပေါ့ four conditions of unity ဖြစ်ဖို့ရာအတွက်ဒီအကြောင်း၄မျိုးဟာအမှန်တမ်းအရေးကြီးတယ်ဒါကြောင့်မို့အသင်းအဖွဲ့လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမိသားစုပဲဖြစ်စေတစုတဝိတဲ့နေတဲ့အချိန်ခါကာလမှာဟောဒီစီယုံရေးတရား၄မျိုးသင်္ဃဝတ္ထုတရား၄မျိုးဟာအမှန်တမ်းအရေးကြီးတယ်သင်္ဃဆိုတာစုစည်းပေးတာတဲ့လူတွေစည်းလုံးညီညွတ်နေအောင်စုစည်းပေးနိုင်တဲ့စွမ်းအားရှိတယ်အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်ဒါနပေးတာကမ်းတာရှိရမယ်စည်းလုံးညီညွတ်မှုအတွက်ပေးမှုကမ်းမှုဟာအမှန်တမ်းအကောင်းဆုံးသောစည်းလုံးဒါကြောင့်မို့ပေးကမ်းခြင်းသည်အောင်မြင်ရာဤလို့ပြောတာနော်ခုခေတ်လူတွေပို့ပြီးတော့သဘောပေါက်တာပေါ့ဘာဖြစ်ဖြစ်ပေးလိုက်လို့ရှိရင်ချောတယ်ပေါ့မပေးရင်မချောဘူးဟုတ်လားအရာရာဟာပေးလိုက်လို့ရှိရင်လုပ်ငန်းကင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့ဒါလည်းစည်းရုံးရေးတစ်ခုပဲဒါနဆိုတာပေးရကမ်းရတယ်မိသားစုအတွင်းမှာပဲဖြစ်စီပေးရကမ်းရတယ်နော်အမေဖေလှုပ်တဲ့ပုဂ္ဂိုလ်ကခီးသွားတယ်ပြန်လာတဲ့အခါသားလေးအတွက်သမီးအတွက်ဆိုဟောဝဲလာပေးတယ်မွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်သားသမီးတွေမွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်လူကျင်နာလေးတွေဝယ်ပေးတယ်ဝယ်ပြီးရင်ဟောသားသမီးကလည်းအမေကိုပူချစ်လာတယ်အဖေကိုပူချစ်လာတယ်ဟောသားသမီးဘက်ကကြည့်လို့ရှိရင်လည်းအမေအဖေကိုဘယ်တော့မှပြစ်မထားဘူးခင်းကောင်းလေးတစ်ခွက်ချက်ရင်အမေအိမ်ပို့ပေးတယ်အဖေအိမ်ပို့ပေးတယ်ဟောအမေကြိုက်တတ်တဲ့အစာလေးအဖေကြိုက်တတ်တဲ့အစာလေးဟောတယ်လို့ပေးတာအော်ဒီအဝတ်ကလေးကတော့အမေနဲ့တော်တယ်ဒီအဝတ်ကလေးကအဖေနဲ့တော်အော်မိဘဆိုတာသားသမီးကပေးပြီဆိုလို့ရှိရင်ဂုံယူပြီးတော့တပြပြဒါသားလေးကပို့လိုက်တာဒါကသမီးလေးကပို့လိုက်တာနဲ့ဆိုပြီးတော့ပေးလိုက်တာဆိုပြီးဂုံယူလို့မဆုံးဘူးအေးဒါကြောင့်မလို့ဒါဟာစီယုံရေးတစ်ခုပဲစီယုံတယ်ဆိုတာမေတ္တာနှောင်ကြိုးတဲပေးတာပဲတယောက်နဲ့တယောက်မေတ္တာချင်းစီးလုံးပြီးသွားတာဒီအဓိပ္ပာယ်ကိုပြောတာလူတွေဟာတဦးနဲ့တူမေတ္တာနှောင်ကြိုးဖြစ်ထိန်းထားနိုင်မှသာလဲစီယုံမှုဆိုတာမပြိုကွဲနိုင်ဘူးတဲ့မိသားစုအတွင်းမှာလည်းပဲဒီမေတ္တာနှောင်ကြိုးမေတ္တာကြီးထွားလာအောင်လုပ်တဲ့နည်းစနစ်အခုလိုတန်ဖိုးတွေမကြီးလာပေမဲ့လို့ပေးမှုကမ်းမှုလေးကိုမပြတ်လုပ်ပေးရတယ်တဲ့ဇနီးမောင်နှံတူဆိုလို့ရှိရင်လဲနော်အေးယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဇနီးကိုလက်ဆောင်ပန္နာပေးတာသူကြိုက်တတ်တဲ့အစာလေးပေးတာဝဲလာတာဟောတူနဲ့တူဟာမေတ္တာနှောင်ကြိုးကပို့ပြီးတော့ခံရဲလာတယ်အဲ့ဒါလို့တူကျင်နာမှုတွေနဲ့ပေးကြခန်းကြပြီဆိုလို့ရှိရင်ဟောဒီဌာနပေးကမ်းခြင်းသည်အောင်မြင်ရာဤဆိုတဲ့အတိုင်းအရေးကြီးဆုံးသောစီလုံးရေးတစ်ခုဖြစ်ပါတယ်အပေါင်းအသင်းထဲမှာအသင်းအဖွဲ့ထဲမှာတူဟာပေးရတယ်ကမ်းရတယ်အဖွဲ့အသင်းတစ်ခုလှုပ်ထားလို့ရှိရင်ကိုယ့်အိမ်မှာစားစရာရှိရင်ဟေးလာကြဟေးတို့အဖွဲ့ဝင်တွေခေါ်ပြီးတော့ကျွေးတယ်နော်ညံ့တာရှယ်ယာလုပ်ကြဟောအဲ့ဒီလိုလှုပ်ချင်းဖြင့်ပို့ပြီးတော့စီလုံးမှုတွေရလာနိုင်တယ်ပေါ့အေးဒါနဆိုတာရှိတာတခါတရံဒါလေးနဲ့လုံလောက်ပြီလားလို့ဆိုမလုံလောက်သေးဘူးပေးယုံကမ်းယုံလေးနဲ့မလုံလောက်သေးဘူးဒါကြောင့်မို့ဒုတိယတစ်ခုမြတ်စွာဘုရားကထပ်ဖြည့်ဟောတယ်ဒါကဘာလို့ဆိုပေယဝိဇ္ဇာကျင်နာတဲ့စကားပြောဖို့ယဉ်ကျေးတဲ့စကားပြောဖို့ချစ်ခင်ပွေရာစကားပြောဖို့လိုအပ်သေးတယ်အေးတချို့ကပေးတာတဲ့ဒီစကားပြောတဲ့အခါမှာကျင်နာယဉ်ကျေးပြောတာကိုကိုယ်သဘောကျအဲ့ဒါလို့ယဉ်ကျေးသဘောကျတော့ဒီအတွက်ကြောင့်မြတ်စွာဘုရားကပေးမှုကမ်းမှုအပြင်တဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ
အကိုအရွယ်ဆိုရင်အကိုလို့ခေါ်ရမယ်ညီလေးအရွယ်ရဆိုရင်ညီလေးလို့ခေါ်ရမယ်အမအရွယ်ဆိုအမနော်တချို့ကျတော့မတန်မတာအရွယ်ကြီးခေါ်တာရှိသေးတယ်ကိုယ်ရဲ့ငယ်သားနဲ့အန်တီလို့သွားခေါ်ရင်ရံဖြစ်ခံမှာပဲအဲ့ဒါနော်ကိုယ်နဲ့ဓာတ်တူကြီးသွားပြီးဦးလေးလို့ခေါ်လို့ရှိရင်လည်းဒုက္ခပေးမှာပဲအဲ့ဒါမျိုးသူတန်ရာလေးခေါ်ပြီးတော့ရင်ကြေးကြေးပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင်စီလုံးမှုဟာပို့ပြီးတော့အောင်မြင်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒုတိယလောက်ရမှာပေယဝိဇ္ဇာတဲ့စီယုံရေးအတွက်နော်ချစ်ခင်ပွဲရာရှင်ကျေးတဲ့စကားမျိုးနဲ့ပြောဆိုဆက်ဆံနောက်တစ်ခုအသုံးပြုရမယ်စီယုံရေးတစ်ခုကဘာလို့ဆိုအဋ္ဌစရိယအဋ္ဌဆိုတာအကျိုးဘုံမဟုတ်ကိစ္စစရိယဆိုတာပြုလုပ်ပေးတာတစ်ဖက်သားမှာကိစ္စရှိလို့ရှိရင်ကြည့်ပြီးတော့မနေဘူးတို့တော့မအားသေးဘူးမသွားနိုင်ဘူးဆိုတာမလုပ်ဘူးကိုယ့်အလုပ်ကိုအသာပယ်ထားပြီးတော့သူ့တောင်သူ့အလုပ်သူ့မှာအရေးကြီးတဲ့ကိစ္စရှိရင်ဝိုင်းဝန်းဆောင်ရွက်ပေးကြတစ်ဖက်သားရဲ့ကိစ္စကိုမနေတတ်ဘူးဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်ဆိုဟိုလူကကျေးဇူးတွေတင်လို့မေတ္တာတွေတက်ဝင်လာတယ်ပေါ့ဒါကြောင့်မို့အဋ္ဌစရိယာဆိုတာလည်းအမှန်တန်အရေးကြီးတယ်ပေါ့တချို့ကချိုသာတဲ့စကားကိုပြောပြီးမဲ့လို့လက်မပါတာရှိသေးတယ်လေအလုံးလုံးเสียရှိတဲ့အခါကျတော့ရှောင်ဖယ်နေလို့ရှိရင်ဒီလူကသူ့ကိစ္စရှိရင်သာသူများကိစ္စရှိရင်ဘယ်တော့မှဆိုမလုပ်ဘူးခေါင်းတိတ်နေတတ်တယ်ဆိုတဲ့အမြင်နဲ့စီယုံရေးဟာပြပြသွားနိုင်တယ်ဒါကြောင့်မို့မနေဘူးသူများကိစ္စရှိရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအဋ္ဌစရိယာဆိုတာလည်းပဲစီယုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်တမာနတ္တတာလူတွေဟာတဦးနဲ့တူဆက်ဆံတဲ့အခါမှာဓာတ်တူဆက်ဆံဖို့လိုအပ်တယ်တချို့ကတော့မတူမတန်လှုပ်တတ်တယ်မတူမတန်လှုပ်ပြီးတော့အထင်သေးပြီဆိုလို့ရှိရင်မေတ္တာလေးခံသွားနိုင်တယ်ပေါ့ကိုယ်တည်းဘလောက်ပဲငယ်မတူမတန်သဘောမထားဘူးအလေးထားတယ်တန်ဖိုးထားတယ်တန်ဖိုးထားပြီးတော့ဆက်ဆံတယ်မိမိနဲ့ကိုယ်တူထားတယ်အဲ့ဒါလို့မိမိနဲ့ဓာတ်တူထားပြီးတော့ဆက်ဆံတတ်ပြီဆိုလို့ရှိရင်စီယုံမှုဟာအောင်မြင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒါနပေယဝိဇ္ဇအဋ္ဌစရိယတမာနတ္တတာတဲ့အဲ့ဒီ၄မျိုးဟာတကယ်စီယုံရေးကောင်းတဲ့နေရာမှာ၄မျိုးဖြစ်တယ်ပေါ့ဟောဒီစီယုံရေး၄မျိုးမှာအသုံးမပြုဘူးဆိုလို့ရှိရင်တဲ့မိသားစုအတွင်းတောင်မှမိဘဟာသားသမီးရဲ့အကျိုးမခံစားရတတ်ဘူးမိဘပင်ဖြစ်နေကြစားသားသမီးကမိဘကိုပြစ်ထားတတ်တယ်သားသမီးကမိဘကိုပြစ်ထားသလိုမိဘကလည်းသားသမီးကိုပြစ်ထားအချင်းချင်းအစီမကူကြဘူးပေါ့ဒီလိုဖြစ်တတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီစီယုံရေး၄မျိုးဟာဘယ်လောက်ထိအရေးပါတယ်လဲလို့ဆိုလို့ရှိရင်မြင်းလဲတို့လှဲတို့ဘိန်းကျွတ်မသွားအောင်ဘေးကနေပြီးတော့ဂလန်ကလေးတတ်ထားတာနဗံဆောင်လို့ခေါ်တယ်အဲ့ဒီနဗံဆောင်လို့ပဲအမတန်မှအရေးကြီးတယ်တဲ့ဆိုလိုတာခုခေတ်ကားဆိုရင်တော့ဒါနတ်ပေါ့နော်ဘိန်းကျွတ်သွားလို့ရှိရင်ဒီကားဟာဆက်သွားလို့မရတော့ဘူးပေါ့လောကကြီးဟာစင်စစ်မပြတ်စီယုံရေးဟာအောင်မြင်နေဖို့ရာအတွက်ဟောဒီ၄မျိုးဟာအမတန်မှအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ဒီလိုဟောလို့တာဟရကမင်းသားလေးကိုမြတ်စွာဘုရားကနေဒါလောက်များတဲ့ပရိသတ်ကိုဘယ်လိုစုစည်းထားတာတော့ဘယ်လိုစည်းရုံးထားတော့ဆိုတော့အရှင်ဘုရားဟောထားတဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းတပိတော့စည်းလုံးထားပါတယ်ဘုရားတဲ့သူစည်းလုံးပုံလေးကတစ်မျိုးလူတွေကို၄မျိုးခွဲလိုက်တယ်လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကမ်းတာကြိုက်တဲ့လူရှိတယ်အဲ့ဒီလူပေးတာကမ်းတာကြိုက်တဲ့လူဦးစားပေးပြီးတော့ပေးကမ်းတယ်ပေါ့အဲ့ဒီနည်းနဲ့စီယုံတယ်တချို့လူတွေကပေးတာကမ်းတာကိုသိပြီးတော့တန်ဖိုးမထားဘူးစကားပြောရင်မာပြောရင်ဟုတ်လားမကြိုက်ဘူးချိုချိုသာသာပြောမှကြိုက်တဲ့လူမျိုးကြတော့ချိုချိုသာသာပြောပြီးတော့စီယုံတယ်ပေါ့တချို့ကပေးတာကမ်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်းသူ့ကိစ္စကိုခရီးတစ်ဆိုင်ဝမ်းဝမ်းဆောင်ရွက်ပေးတယ်အဲ့ဒီနည်းဖြင့်စီယုံတယ်တချို့ကြတော့ပေးတာကမ်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူး
ကိစ္စဝိစ္စဆောင်ရွက်ပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာတော့ဆိုရင်ကိုယ့်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင်မခံနိုင်ဘူးတဲ့ဓာတ်နုထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုဓာတ်နုထားပြီးတော့ဆက်ဆံပါတယ်ဟောတာအာလဝကမင်းသားလေးကပိဋကတ်ကိုစုစည်းနီးစီယုံနီးပဲသူကအဲ့ဒါလို၄မျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်အတိုင်းစုစည်းလိုက်တာနောက်တစ်ခုသူဖြည့်ဆွဲပြီးတော့ရှောက်တာလေးတစ်ခုရှိတယ်အရှင်ဘုရားတဲ့လောကလူတွေဟာဒီလိုစည်းယုံယုံနေမကဘူးတဲ့လူတွေဟာတပည့်တော်စကားနားထောင်မို့ရလောက်နားထောင်မို့ရနောက်တစ်ခုအကြောင်းကတော့တပည့်တော်ကပစ္စည်းဥစ္စာချမ်းသာတဲ့မင်းသားတစ်ပါးတဲ့ဟုတ်တယ်လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတယ်ချမ်းသာတဲ့မင်းသားဂုဏ်ရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောရဟောဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှလိုက်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဓနဂုဏ်လေးကလည်းရှိရအောင်ဒါကြောင့်လူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်လာလူရဝင်တယ်လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူဒီတီမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတောင်မှပဲမတော်ပါဘူးလှုပ်ချင်တယ်နော်အေးစားစရာရှိပြီသိပ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီယာရုတွေကြီးလာပြီဆိုရင်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒီလိုယာရုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့ကျမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ်ဒါလူတွေရဲ့သဘာဝကိုပြောပြတာနော်အဲ့ဒါကြောင့်မလို့အာလဝကမင်းသားကလျှောက်တယ်ဟတ္တကမင်းသားလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်စကားလူတွေကနားထောင်မှာပေါ့တဲ့တပည့်တော်ကဘာဖြစ်လို့လဲဆိုရင်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ပါတဲ့ပေးနိုင်ကမ်းနိုင်တဲ့လူတယောက်ပါတဲ့အဲ့ဒါလည်းပဲသူစီယုံဖို့အောင်မြင်ခြင်းရဲ့အကြောင်းတစ်ခုပဲလို့အဲ့တော့အဲ့ဒီမင်းသားဟာတရက်ကြတော့မြတ်စွာဘုရားခုနကသတင်းသုံးနေတဲ့နေရာမနဲ့စောသူကအညောင်းပြေညာပြေလမ်းလျှောက်ရင်းကနေဘုရားသတင်းသုံးတဲ့တစ်ပင်ကြီးကဖြတ်သွားတော့ဘုရားကိုမြင်တာပေါ့မြင်တဲ့အခါကျတော့အရှင်ဘုရားတဲ့ချမ်းသာတာအိပ်ဆက်ရပါရဲ့လားလို့မေးတာခုနှစ်စောကြီးဆိုတော့အဲ့ဒီညမြတ်စွာဘုရားအဲ့ဒီတစ်ပင်အောက်မှာပဲသတင်းသုံးတဲ့အနေထားရှိတယ်ပေါ့ဒါကြောင့်မို့မနေ့စောစောသူရောက်လာတဲ့အခါကျတော့ဘုရားထိုင်နေတာတွေ့တော့အရှင်ဘုရားညကချမ်းသာကျင်းရပါရဲ့လားလို့မေးလိုက်တာနော်ကျင်းတယ်ကိန်းဆက်တယ်ဆိုတဲ့ဗမာစကားကိန်းအောင်တယ်ဆိုတဲ့အလားအဲ့ဒီကိန်းကနေပြီးတော့ဘယ်လိုကြောင့်ကျင်းပြောင်းသွားသလဲမသိဘူးနော်ကိန်းအောင်မွေးလျော်ဆိုတာတူဒီတနေရာဒီအာယုံမျိုးမျိုးစိတ်တွေမလွင်ပါစေပဲနဲ့တူဒီနေတာထိုင်တာကိုကိန်းအောင်တယ်လို့ဒီလိုလေးပဲရတယ်အဲ့ဒီကနေဆက်ပြီးတော့ဒီကိန်းနဲ့ကျင်းတယ်ဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့ဘုန်းကြီးတွေလည်းဘယ်အချိန်ဖြစ်ဖြစ်တရားတွေကလာလို့ရှိရင်ရှင်ဘုရားကျင်းနေသလားကြီးမေးတယ်ဒါပေမဲ့အတိတ်တွေကကျင်းနေသလားဆိုအိတ်နေသလားဆိုဘုန်းကြီးတွေတဏီကုံအိတ်နေတဲ့အတိတ်ပဲရောက်တယ်ဘယ်ချိန်လာအဲ့ဒါတဘာတဲ့နေရင်တော့အရှင်ဘုရားကျင်းနေတာလားနဲ့မေးကြတယ်နော်အဲ့ဒီကျင်းနေတယ်ဆိုတဲ့အတိတ်ပဲကအိတ်နေတယ်ဆိုတဲ့အတိတ်ပဲမဟုတ်ဘူးတဘာဒီကိန်းအောင်နေတယ်လို့ဒီလိုပြောတာနော်ပฏิတန်လာနဆိုတဲ့စကားလုံးကလာတာတဘာဒီကိန်းအောင်တယ်ဆိုတာအာယုတဘာစိတ်တွေမလွင့်ပွားရအောင်ထိမ့်သိမ့်ပြီးတော့ကမ္မထာဘာဝနာနဲ့နေမယ်ဒီလိုစိတ်ကိုအာယုန်နေတဲ့မှာထွေပြားပြီးတော့မသွားအောင်ကမ္မထာအာယုန်တစ်ခုတည်းနဲ့တမာတိလုပ်ငန်းတစ်ခုလုပ်ပြီးတော့နေတာမျိုးကိုကိန်းအောင်တယ်လို့ဒီလိုပြောတာနော်အခုတော့လူတွေဟာဒီအဓိပ္ပာယ်မဟုတ်တော့ဘူးဘုန်းကြီးကျိန်းနေတယ်ဆိုတော့ဘုန်းကြီးတွေကျိန်းတာဆိုအိတ်နေတာလို့အဓိပ္ပာယ်ယူတယ်အဲ့ဒီအဓိပ္ပာယ်ကတော့မမှန်ဘူးပေါ့နော်ကောင်းပြီဒီမင်းသားလေးကမေးတယ်မြတ်စွာဘုရားကိုတွေ့တဲ့အခါရှိခိုးချပြီးအရှင်ဘုရားချမ်းသာကျိန်းဆက်ရပါရဲ့လားဆိုတော့မြတ်စွာဘုရားဖြေတယ်ငါချမ်းသာအိပ်ရပါတယ်တဲ့လောကမှာချမ်းသာအိပ်ရတဲ့အထက်မှာငါဟာတရားအပါဝင်ဖြစ်ပါတယ်လို့ဘုရားဒီလိုမိန့်လိုက်တယ်အဲ့တော့ तू ကဖြေစေချင်တာ
အိတ်လို့မရဘူးညာအေးလိုက်တာနေရာလည်းမကောင်းဘူးလေလေးကလည်းတူတိုက်ဆောင်းရသည်ကြီးလည်းဖြစ်တယ်သူဖြည့်စေချင်တာကတော့ချမ်းချမ်းသာသာမအိပ်ရဘူးလို့ထင်ပြီးမေးတဲ့အမေကိုဘုရားကဖြေလိုက်တာအေးချမ်းချမ်းသာသာအိပ်ရတယ်တဲ့ချမ်းချမ်းသာသာအိပ်ရတဲ့ထဲမှာငါလည်းတယောက်အပါဝင်ဖြစ်တယ်လို့ဒီလိုဖြေလိုက်တော့သူကမင်းသားလေးကဒီအဖြေကိုမကျေနပ်လို့ဆက်ပြီးတော့မေးတယ်ရှင်ဘုရားတဲ့ရာသီဥတုကြီးကလည်းဆောင်းရသည်ကြီးတဲ့ဆောင်းရသည်မှာအေးဆုံးရက်ဟာရှိရရှိတယ်လို့ဆိုတယ်ပေါ့အဲ့ဒီခေတ်ကပေါ့ဒီခေတ်တော့ဒါတွေကမှန်ရင်မှန်တော့မှာပေါ့အန္တရထကလို့ခေါ်တယ်အန္တရအထကဈာရှိရဲ့ဆိုတာတဘူတွဲတစ်ပေါင်း2 လအကြာရှိရဲ့ဟာအေးဆုံးပဲလို့ဆိုတာဒီနေရာမှာတဘူတွဲတစ်ပေါင်းဆိုတဲ့နေရာမှာဒီဗမာတွေရဲ့လရေတွက်ပုံနဲ့ဘုရားမြတ်စွာလက်ထက်ကလရေတွက်ပုံကမတူဘူးဆိုတာကိုသတိထားဖို့လိုတယ်ပေါ့အဲ့တော့အေးဆုံးရှိရဲ့ဟာဘယ်ဟာလဲလို့ဆိုရင်တဘူတွဲလမပြည့်မီ4 ရက်နဲ့တဘူတွဲလပြည့်အပါဝင်နောက်က4 ရက်အဲ့ဒီရှိရဲ့ဟာအေးဆုံးလို့ဒီလိုပြောနော်အန္တရထကဆိုတာဈာရှိရဲ့ဆိုတာတဘူတွဲလပြည့်ဟာအေးဆုံးဒါကြောင့်မို့လို့ဗမာတွေဟာတဘူတွဲလပြည့်နေ့ဆိုလို့ရှိရင်မိဘုံပွဲကျင်းပပြီးတော့မြတ်စွာဘုရားကိုလှူကြတယ်ပူဇော်ကြတယ်ဒီချိန်မှာကြွယ်ကြိုပြားတောင်အေးလို့ဘုရားလည်းအေးမှာပဲဆိုပြီးတော့နော်နန္ဒာချင်းနေနဲ့မိခင်မိုးရအတွက်ရည်မှန်းပြီးတော့လှူဒန်းလေးရှိကြတယ်ပေါ့ဗမာပြည်မှာတော့အခုပွဲတစ်ခုတိုးတာကတော့ဓမ္မနယ်ပွဲပေါ့အဲ့တော့မိဘုံပွဲဆိုတာဒီနန္ဒာချင်းနေနဲ့ဘုရားကိုမိပူဇော်တဲ့ဟာအမှန်တမ်းအေးတဲ့အရက်ကိုအချိန်ကိုအတိမတ်ပြုတဲ့အနေနဲ့မြတ်စွာဘုရားကိုမိအိုးကင်းနေနဲ့မိဖို့ပြီးတော့လှူတဲ့သဘောပေါ့အဲ့တော့အေးဆုံးရှိရဲ့ဆိုတဲ့နေရာမှာတဘူရဲလာပြီဆိုတာဗမာပြည်ကတဘူရဲလာပြီလို့သုံးတာဟာကောင်းကင်ကလာကြီးကတော့ပြည့်တယ်ဒါပေမဲ့လို့ရက်30ဖြစ်တဲ့လကမပြည့်သေးဘူးလာပြီဆိုတဲ့အဓိပ္ပာယ်ဟာကောင်းကင်ကလာပြည့်တာကိုပြောတာမြတ်စွာဘုရားလက်ထက်တုန်းကလာပြီဆိုတဲ့နေရာမှာကောင်းကင်ကလလည်းပြည့်တယ်ရက်30လလည်းပြည့်တယ်ဒီလိုယူရမှာကောင်းကင်ကလပြည့်တယ်လို့ရက်30လလည်းပြည့်တယ်လို့ဆိုတော့ဒီတဘူရဲတစ်ပေါင်း2 လအကြာရှိရဆိုတဲ့နေရာမှာတဘူရဲလပြည့်နေ့အပါဝင်နော်ရှိရကိုပြောတာအဲ့ဒီရှိရဟာစံချိန်တင်လောက်အောင်အေးတဲ့ရာသီလို့အန္တရထကဆောင်းရာသီမှာအေးဆုံးအချိန်လို့ဒီလိုသတ်မှတ်တယ်စာပေတွေထဲမှာပေါ့သို့သောရာသီဥတုတွေကခက်ပြောင်းလာတဲ့အတွက်ကြောင့်ပြောင်းလာတာကိုတော့တတိထားရမှာပေါ့အဲ့ဒီချိန်တုန်းကအေးပေမဲ့လို့ခုချိန်ကျတော့အေးချိန်မှအေးမှာပေါ့အဲ့ဒါတော့ထည့်စဉ်းစားရမှာဟိုချိန်တုန်းကဒီရာသီဟာအေးဆုံးပဲလို့ဆိုတယ်အဲ့တော့မြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ကလည်းပဲအဲ့ဒီရှိရဲ့အထက်ကတရေရဲ့မှာသတင်းသုံးနေတဲ့အချိန်ဖြစ်လို့ဟထကမင်းသားကလျှောက်တယ်အရှင်ဘုရားတဲ့ရာသီကလည်းဆောင်းရာသီကြီးတဲ့အေးဆုံးဖြစ်တဲ့ရှိရဲ့ထဲမှာလည်းရောက်နေတယ်တဲ့ပြီးတော့လေလေးကလည်းတခုခုတိုက်နေတယ်ပတ်ဝန်းကျင်ကလည်းပဲနွားတွေဖြတ်တန်းသွားတာထားလို့မြေတွေကလည်းမကြီးမညာနွားခွာစူးတွေနဲ့ခြုံတက်ပြီးတော့နေတယ်အရှင်ဘုရားသတင်းသုံးတဲ့ရင်းတိုက်ပင်ရဲ့အရွက်တွေကလည်းအမတန်ကျိုးတို့ချဲတဲ့နဲ့အိုးဆိုင်မရှိဘူးတဲ့အောက်ကခင်းထားတဲ့မြက်ခင်းလေးကလည်းပါပါလေးရဲ့ဒီလိုနေရာမျိုးမှာနေထိုင်တာဖြစ်ပါရဲ့သားနဲ့ချမ်းချမ်းသာသာအိပ်ရရဲ့လားဆိုတော့အေးငါချမ်းချမ်းသာသာအိပ်ရတယ်လို့ဆိုတာဘယ်လိုအဓိပ္ပာယ်ပါလဲဖေ။သူ့အနေနဲ့ကတော့မြတ်စွာဘုရားချမ်းချမ်းသာသာအိပ်ရတယ်လို့ तू မထင်ဘူး။ဟုတ်တာပေါ့။ဆောင်းရာသီကြီးမှာလေတဟူးတိုက်နေတဲ့ဒေသထဲမှာအင်မတန်အေးတဲ့နေရာနော်။သင်္ကန်းလေးကလည်းပါတယ်။သင်္ကန်းတွေကလည်းအင်မတန်အေးတယ်လေလေးကလည်းမြောက်လေလေးကလည်းတိုက်နေတယ်။အဲ့ဒီအချိန်မှာဘယ်လိုလုပ်ချမ်းချမ်းသာသာအိပ်ဘုန်းကြီးတို့တွေစဉ်းစားတာကြည့်တော့ဆောင်းရာသီမှာအိပ်ပြင်ထွက်ပြီးတော့အဝတ်ပါးလေးနဲ့နေကြည့်ပါလားဘယ်လိုလုပ်ချမ်းသာမှာတော့နော်ချမ်းလုံးလို့အိပ်လို့တောင်ရမှာမဟုတ်ဘူးသို့တော်မြတ်စွာဘုရားကအေးငါချမ်းချမ်းသာသာအိပ်ရတယ်လောကမှာချမ်းချမ်းသာသာအိပ်ရတဲ့ပုဂ္ဂိုလ်တွေထဲမှာငါတယောက်အပါဝင်မဲလို့ပြောလိုက်တာအံ့ဩဖွယ်ရဖြစ်လို့ဒီမင်းသားကမေးတယ်အဲ့ဒီတော့မြတ်စွာဘုရားက
မင်းကမေးတော့ငါဖြေရအောင်မယ်တဲ့အဲ့တော့ငါပြောမဲ့စကားကိုမင်းအရင်ဖြေရလိမ့်မယ်တဲ့ငါပြောမယ်တဲ့အမတန်ချမ်းသာကြွယ်ဝတဲ့တထေးသားသို့မဟုတ်တထေးနဲ့တထေးသားလှပဆန်းကျဲတဲ့တိုက်ကြီးတစ်ခုကိုတည်ထားတယ်တကားတွေလည်းတတ်ဆင်ထားတယ်လေတော်ရင်းတွေတတ်ဆင်ထားတယ်အမတန်မှခန်းခန်းနာနာဆောက်လုပ်ထားတယ်အဲ့ဒီတိုက်အိမ်ကြီးဟာအဲ့ဒီတိုက်အိမ်ထဲမှာတဲ့မွေးရှည်ကော်စောကြီးတွေခင်းထားပြီးတော့အိတ်ဆက်ရာတလွန်ညောင်ဆောင်ကလည်းအမတန်မှခါနာတယ်ခုခေတ်လို့ဆိုလို့ရှိရင်တော့ဆိုဖာကြီးနဲ့ပေါ့နော်ဆိုဖာကြီးတွေနဲ့အမတန်မှအိဆက်ညံ့ညောတဲ့အိယာပေါ်မှာအခန်းကလေလုံးမိုးလုံးအိဆက်ညံ့ညောတဲ့အစင်တန်းမြင့်တဲ့အိယာကြီးပေါ်မှာအိတ်ဘေးကလည်းပဲဇနီးလေးယောက်ကနေခြံရံပြီးတော့ပြုစုနေတယ်တညလုံးလဲစီမီကလေးထွန်းထားတယ်အဲ့ဒီလိုအိယာမျိုးမှာအိဆက်နေရတဲ့တထေးသားဟာမင်းဘယ်လိုထင်တယ်လဲတဲ့အဲ့ဒီလူဟာသိချမ်းချမ်းသာသာအိယာမယ်လို့မင်းထင်သလားလို့ဆိုတော့ရှင်ဘုရားတဲ့အဲ့ဒီလိုစီးစိမ်မျိုးနဲ့ရှိတဲ့တထေးသားဟာဒီလိုအခြေအနေမျိုးမှာအိယာမယ်ဆိုရင်တော့အလွန်ချမ်းချမ်းသာသာအိယာမှာဖြစ်ပါလေလို့နေနာလျှောက်တာဒါလောကလူတွေကဒါဟာစိန်ကြတယ်လို့ပဲယူဆမှာပေါ့အဲ့လိုအိယာမျိုးမှာအိလျာလို့ရှိရင်စိန်ကြတယ်လို့ပဲပြောကြမယ်ချမ်းချမ်းသာသာအိရတယ်လို့ပဲပြောကြမှာပဲသူလည်းအဲ့ဒီတိုင်းပဲဖြေလိုက်တယ်အဲ့ဒီတော့မြတ်စွာဘုရားကချမ်းချမ်းသာသာအိဆက်ရခြင်းအဓိပ္ပာယ်ကိုဒီမင်းသားနားလည်အောင်ထပ်ပြီးတော့ရှင်းပြမြတ်စွာဘုရားကျုပ်တို့ကျဲတဲ့နဲ့သစ်ပင်အောက်မှာကျိတ်ဆက်ရတာနဲ့ခုနကလေလုံမိုးလုံတိုက်ကြီးထဲမှာခန်းခန်းနာနာအိယာကြီးတွေနဲ့အိဆက်ရတာအချမ်းအယံအပြုစုအယူရတွေနဲ့အိဆက်ရတာဒီနှစ်ခုကိုမြတ်စွာဘုရားကလောကအမြင်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ဘုရားအိဆက်ရတာဆင်းရဲတယ်ခုနကတထေးသားအိဆက်ရတဲ့နေရာကအမတန်မှချမ်းသာတယ်ဒါလောကလူတွေရဲ့အမြင်ဟောမြတ်စွာဘုရားကရှင်းပြတယ်ကြည့်တယ်အဲ့ဒီတထေးသားမှာတဲ့ရာဂစိတ်တွေဖြစ်ပွားလာလို့ရှိရင်စိတ်နှလုံးဟာပူပန်လာလိမ့်မယ်ရာဂဆိုတာဘယ်တော့မှအလိုမကျဘူးတဏှာရာဂဆိုတာအလိုမကျဘူးစိတ်နှလုံးကိုပူပန်စေတတ်တယ်ကိုယ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်စိတ်ဆင်းရဲမှုကိုဖြစ်စေတတ်တယ်အဲ့ဒီကိုယ်နှုတ်နှလုံးကိုပူပန်စေတတ်တဲ့ရာဂကြောင့်ဖြစ်ပေါ်လာတဲ့အပူတွေအဲ့ဒီအပူတွေရှိနေမယ်ဆိုလို့ရှိရင်ဘလောက်ကောင်းတဲ့အိယာပေါ်အိတ်ချမ်းချမ်းသာသာအိတ်ဆက်တာဆိုတာဖြစ်နိုင်ပါမလားတဲ့အဲ့ဒီလိုရာဂဆိုတဲ့အတွင်းပူတွေစိတ်နှလုံးထဲမှာပူလောင်နေတဲ့အပူတွေနဲ့အိတ်ဆက်လို့ရှိရင်သူဟာဆင်းရဲတဲ့စင်စင်ရဲရဲအိတ်ဆက်ရတာပဲအဲ့ဒီလိုစင်စင်ရဲရဲအိတ်ဆက်ရခြင်းအကြောင်းဖြစ်တဲ့ရာဂဆိုတဲ့တရားကိုငါဟာအရှင်းပယ်ထားပြီးသားဖြစ်တယ်ပေါ့ငါမှစိတ်နှလုံးကိုပူပန်စေတတ်တဲ့ရာဂဆိုတာငါမှမရှိဘူးတဲ့ဆိုလိုတာကမြတ်စွာဘုရားရဲ့ရွယ်ချက်ကဘုရားမှာအတွင်းပူမရှိဘူးပေါ့ခုနကအပြင်ကဘလောက်စိန်ကြကြအတွင်းကအပူနဲ့ဆိုရင်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးပေါ့စိတ်နှလုံးအိမ်ချမ်းမှုဆိုတာအပြင်နဲ့သိပ်ပြီးမဆိုင်ဘူးအတွင်းနဲ့ပို့ပြီးတော့ဆိုင်တယ်ပေါ့အပြင်နေထားဘလောက်ကောင်းကောင်းနော်အပြင်နေထားဘလောက်ကောင်းနေအတွင်းသားကပူပန်မှုတွေရှိနေတဲ့ပုဂ္ဂိုလ်တရားမှာဘယ်တော့မှချမ်းသာဖို့ရဆိုတာမရှိနိုင်ဘူးပေါ့အပေါ်ယံရွှေမုံကျဲအထဲကနောက်ချေးခံဆိုတာအတွင်းထဲကအပူတွေစုနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့နှလုံးသားဟာဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူးမြတ်စွာဘုရားကငါရဲ့နှလုံးသားဟာရာဂဆိုတဲ့ပူပန်စေတတ်တဲ့တရားတွေလုံးဝကင်းရှင်းပြီးပြီတဲ့လုံးဝအကျွင်းကြံမရှိအောင်ပယ်ထားပြီးဖြစ်သည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအိပ်ဆက်ရတာဖြစ်တယ်ပေါ့။ဩရာဂဆိုတဲ့အပူမရှိလို့ချမ်းချမ်းသာသာအိပ်ဆက်ရတယ်။ထို့တူပဲဒေါသကြောင့်ဖြစ်တဲ့ပူပန်ဆင်းရဲမှုတွေဆိုတာရှိတယ်။ဒီကြည့်လေတယောက်နဲ့တယောက်မတည့်လို့စိတ်ကောက်နေမယ်ဆိုလို့ရှိရင်အိပ်ပျော်မှာမဟုတ်ဘူးလေအဲ့ဒီနေရာအိပ်မပျော်ဘူးစိတ်ထဲမှာအလိုမကျဖြစ်နေလို့ရှိရင်ဒေါသတွေထွက်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာအိပ်လို့မရဘူးဘလောက်ကောင်းတဲ့အိယာကြီးကိုတင်ပေးဒီပုဂ္ဂိုလ်ဟာတအုံနှွေးနှွေးနဲ့စိတ်ဆိုးပြီးတော့ဘယ်တော့မှစိတ်ထဲမှာချမ်းသာမှုရမှာမဟုတ်ဘူးအေးမြတ်စွာဘုရားကငါမှအဲ့လိုတအုံနှွေးနှွေးရင်ကို
ပူနွေးစေတတ်တဲ့ပူလောင်စေတတ်တဲ့ဒေါသဆိုတာငါမှမရှိတော့ဘူးတဲ့လုံးဝဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့လို့ငါရဲ့ယင်ဟာအေးနေတယ်ပေါ့အေးနေသည့်အတွက်ကြောင့်ငါဟာချမ်းချမ်းသာသာအေးရတယ်ထို့တူပဲမောဟအမှန်မသိတဲ့မောဟဟာလည်းပဲပြဿနာတွေကိုတက်စေတတ်တယ်ပြဿနာကိုတက်စေတတ်သည့်အတွက်ကြောင့်မောဟဟာလည်းပဲပူလောင်မှုကိုဖြစ်ပေါ်စေတတ်တဲ့သဘာဝတရားတစ်ခုပဲအဲ့ဒီပူလောင်မှုကိုဖြစ်စေတတ်တဲ့မောဟရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရတာဆိုတော့မဖြစ်နိုင်ဘူးတဲ့အဲ့ဒီမောဟဆိုတဲ့တရားကိုငါတဏ္ဍာမှာအကျဉ်းချံမရှိအောင်ငါဖယ်ရှားထားပြီးသားဖြစ်တယ်ဒါကြောင့်မို့ငါရဲ့တဏ္ဍာမှာပူလောင်နှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂဆိုတာလည်းမရှိဘူးဒေါသဆိုတာလည်းမရှိဘူးမောဟဆိုတာလည်းမရှိဘူးတခြားအကုသိုလ်တွေလည်းမရှိဘူးဒါကြောင့်မို့လို့နှလုံးသားကြည်လင်အေးမြပြီးတော့ငြိမ်းချမ်းနေတာအဲ့ဒါကြောင့်မို့လို့ငါရဲ့အိပ်စက်နားနေမှုဟာဘယ်နေရာပဲဖြစ်ဖြစ်အတွင်းကနှလုံးသားအေးချမ်းနေသည့်အတွက်ကြောင့်ဘယ်တော့ပဲဖြစ်ဖြစ်ချမ်းသာနေတာပဲလို့ဒီလိုဟောတာအဲ့တော့ဘုန်းကြီးတို့တွေကအပြင်ပံလေးကိုကြည့်ပြီးတော့ချမ်းသာတယ်လို့ပြောနေကြတာအတွင်းကပူလောင်နေတာကိုလူတွေကမသိဘူးအတွင်းပူနဲ့အပြင်ပူဆိုတဲ့နေရာမှာအပြင်ပူကခံနိုင်တယ်အတွင်းပူကမခံနိုင်ဘူးလောကလူတွေဒုက္ခရောက်နေတာဟာအတွင်းပူကြောင့်ဒုက္ခရောက်နေတာအတွင်းပူရှိလာလို့ရှိရင်အပြင်ပူတဲ့ဆိုးတယ်ပေါ့အပြင်ပူတာကတခဏမျှတာပူတာအတွင်းပူပြီဆိုလို့ရှိရင်တသံတရားလုံးဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒီအခြေအနေတွေကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလောကမှာတဲ့အတွေ့အကြုံမှုတွေမရှိဘူးမုန်းတိမှုတွေမရှိဘူးမှားမှားယွင်းယွင်းဒီတွေ့ဝေမှုကြောင့်မှားမှားယွင်းယွင်းချွတ်ချော်မှုတွေမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာအမြဲတမ်းချမ်းချမ်းသာသာအိပ်စက်ရတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်တဲ့နှလုံးသားကိုပူလောင်စေတတ်တဲ့ကိလေသာတွေမကင်းသေးတဲ့ပုဂ္ဂိုလ်ကိလေသာတွေနှလုံးသားထဲမှာမငြိမ့်သေးဘူးဆိုလို့ရှိရင်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရတဲ့ပုဂ္ဂိုလ်ဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုဟတ္တကမင်းသားကိုရှင်းလင်းပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့မြတ်စွာဘုရားရဲ့အဓိပ္ပာယ်ကချမ်းချမ်းသာသာအိပ်စက်ရခြင်းဆိုသည်မှာနှလုံးသားအပူငြိမ့်ပြီးတော့ကိလေသာခတ်သိမ်းငြိမ့်နေတဲ့ပုဂ္ဂိုလ်ရဲ့အိပ်စက်မှုသာလျှင်ချမ်းချမ်းသာသာအိပ်စက်ရခြင်းလို့ဆိုနိုင်တယ်ကိလေသာအပူတွေရှိနေတဲ့ပုဂ္ဂိုလ်ရဲ့အစဉ်တမ်းမြင့်တဲ့အိယာကြီးတွေပေါ်မှာအိပ်ပြီးတော့အပြင်ပန်းအပြင်ဇိမ်ကြတယ်ချမ်းသာတယ်လို့ဒီလိုထင်ရတော့လေအတွင်းပူတွေနှိမ့်ဆက်နေသည့်အတွက်ကြောင့်ပူလောင်မှုတွေနဲ့လုံးဝနေရလို့သူ့ရဲ့စိတ်နှလုံးဟာအေးချမ်းမှုမရှိဘူးစိတ်နှလုံးအေးချမ်းမှုမရှိသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာအိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ်မရပါဘူးတဲ့စင်စင်ရဲရဲပဲအိပ်စက်ရပါတယ်တကယ်လည်းပဲလောဘဒေါသမောဟဆိုတာရဲ့အနောက်အရှက်ကြောင့်ထိုပုဂ္ဂိုလ်ဟာဘယ်တော့မှချမ်းချမ်းသာသာအိပ်စက်ရမှာမဟုတ်ဘူးစိတ်ထဲမှာအလိုမကျမှုတွေနဲ့လုံးပန်းပြီးတော့အလိုမကျတွေနဲ့ထွေးလုံးပြီးတော့စိတ်နှလုံးဟာပူလောင်နေသည့်အတွက်ကြောင့်စိတ်ငြိမ်းချမ်းမှုဆိုတာလုံးဝမရနိုင်ဘူးတဲ့ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့တကယ်အဓိပ္ပာယ်ဟာနှလုံးသားအေးချမ်းမှုရှိမှချမ်းသာစွာအိပ်စက်ရတယ်ဒါကရောမောဟစတဲ့ကိလေသာတွေချုပ်ငြိမ်းမှသာလျှင်တကယ်ကိုအေးချမ်းတယ်ဆိုတာကိုပြောလို့ရမယ်ချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတကယ်ကိုရာဂဒေါသမောဟငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်မှသာဖြစ်နိုင်တယ်ပေါ့လောကလူတွေဟာမအိပ်ရလို့အိပ်ဆေးတောက်ရတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားစိတ်ငြိမ်သေးဆိုပြီးတော့တောက်နေရနှလုံးသားအပူတွေအကြောင်းမလို့တညာလုံးအိပ်မပျော်ဘူးတဲ့တောကတွေဖြစ်နေလို့တညာလုံးအိပ်မပျော်ဘူးတဲ့အဲ့ဒီအပူတွေကြောင့်အိပ်မရလို့အိပ်ဆေးတောက်ပြီးတော့အိပ်ကြနေရတယ်ဒါဟာတကယ်အဖြေမဟုတ်ဘူးတကယ်အိပ်ဆေးကတော့မြတ်စွာဘုရားရဲ့တရားတော်ဟာဖြစ်တယ်ဘယ်ချိန်ဒီတရားတော်ကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်မယ်ဆိုရင်လောဘတွေလျှော့ချနိုင်မယ်ဒေါသတွေလျှော့ချနိုင်မယ်မောဟတွေလျှော့ချနိုင်မယ်နောက်ဆုံးလောဘဒေါသမောဟတွေကင်းပြီးတော့နှလုံးသားရဲ့ပူလောင်မှုတွေအကုန်ကင်းသွားရင်ဘယ်နေရာမှာပါနေစိတ်နှလုံးဟာအေးချမ်းနေမှာပဲဖြစ်တယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့တို့တွေဟာစိတ်နှလုံးအေးချမ်းသာယာမှုရှိမှသာလေချမ်းသာစွာအိပ်စက်ရတယ်ဆိုတဲ့အဓိပ္ပာယ်ကိုအပြည့်အဝရကြမှာဖြစ်တယ်။ဒါမှအပြင်ကြည့်ပြီးတော့တို့တွေဟာချမ်းသာစွာအိပ်စက်ရတယ်လို့ဖြေလို့ရှိရင်မပြည့်စုံတဲ့စကားမျိုးသာဖြစ်တယ်ပေါ့
အဲ့ဒါလို့သဘောကျပြီးတော့တို့တွေဘာလို့ရမလဲချမ်းချမ်းသာသာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ပြည့်စုံအောင်ဘာလို့ရမလဲနှလုံးသားကိုပူလောင်စေတတ်တဲ့ရာဂတွေဖယ်ရှားဖို့ကြိုးစားရမယ်ဒေါသတွေဖယ်ရှားနိုင်အောင်ကြိုးစားရမယ်မောဟတွေဖယ်ရှားနိုင်အောင်ကြိုးစားရကဲကြိုးစားပြီဆိုတဲ့အခါမှာရာဂဖယ်ရှားအောင်ဘာနဲ့ကြိုးစားမလဲရာဂကိုဖယ်ရှားဖို့ရအတွက်နံပါတ်1ကဘုန်းကြီးတို့တွေရာဂဟာဘာကြောင့်ဖြစ်နေသလဲလို့ဆိုရင်တင့်တယ်မှုလို့စိတ်ကအာယုံပြုနေသည့်အတွက်ကြောင့်သူ့ဘာနမိတ်ကိုအာယုံပြုထားသည့်အတွက်ကြောင့်ရာဂဟာတိုးတဲ့တိုးလာတာဖြစ်တယ်ဒါကြောင့်မို့လို့မတင့်တယ်ဘူးဆိုတဲ့အတုပကမ္မထံဗမာစကားထဲမှာအတုပလို့ဆိုလို့ရှိရင်မသာသွားတတိယနေတာမျိုးဖြစ်တတ်တယ်နော်အဲ့ဒါကိုပြောတာမဟုတ်ဘူးအတုပကမ္မထံဆိုတာမိမိတို့အသက်ရှင်လျက်ဖြစ်တော်လဲခန္ဓာကိုယ်မှာတင့်တယ်မှုမရှိတာတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်ရွှင်ရှားဝယ်သဘောတွေကိုဆင်ញင်စဉ်းစားတတ်ရမယ်ဘယ်လိုဆင်ញင်စဉ်းစားတတ်မလဲဆိုရင်ကြည်လေကိုယ်ခန္ဓာကိုယ်ဟာမတင့်တယ်ဘူးရွှင်စပွဲဆိုတာဟာအလွယ်လေးနဲ့စဉ်းစားလို့ရတယ်ကိုယ့်ကိုယ်ကိုဟုတ်လားတလားနှစ်လားရေမချိုးမျက်နှာမသိပဲနေကြည့်ပေါ့မွေးကြိုင်တဲ့အနတ်တွေထွက်လာမလားနံစော်တဲ့အနတ်တွေထွက်လာမလားစဉ်းစားကြည့်ပေါ့ခန္ဓာကိုယ်ရဲ့သဘာဝတကယ်တော့လှပတင့်တယ်တာမဟုတ်ဘူးအပြင်ကဝတ်စားဆင်ရင်တာတို့ဖိလိမ့်တာတို့ဒါတွေကြောင့်မို့လို့လူတွေဟာလူကြားထဲမှာဝင်လို့ရတာနော်အဲ့ဒါလို့မတင့်မတယ်ယွန်းစပွဲသဘောတွေကိုဆင်ញင်စဉ်းစားခြင်းဖြင့်အတုပတင်ညာကိုနှလုံးသွင်းခြင်းဖြင့်ရာဂကိုဖယ်ရှားနိုင်တယ်တဲ့ရာဂကိုလျှော့ချတယ်ရာဂရော့ချသွားတာနဲ့တပြိုင်နက်နှလုံးသားရဲ့ပူလောင်မှုတွေရော့ချသွားမယ်ရော့ချသွားတာနဲ့တပြိုင်နက်ချမ်းချမ်းသာသာအိပ်စက်ရဖို့ဖြစ်ပေါ်လာလိမ့်မယ်ထို့တူပဲဘုန်းကြီးတို့တွေရဲ့နှလုံးသားထဲမှာမုန်းတိမှုတွေကိုတိမ့်ထားမယ်ဆိုလို့ရှိရင်နှလုံးသားဟာအမုန်းတရားတွေလွှမ်းမိုးနေသည့်အတွက်ကြောင့်ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဒီအမုန်းတရားတွေကိုဖယ်ရှားနိုင်ဖို့အတွက်မေတ္တာသက်ဝင်ချစ်ခင်စေတတ်တဲ့မေတ္တာတရားကိုပွားများအထောက်ကြရမယ်အဲ့တော့မေတ္တာနှလုံးသားနဲ့အစားထိုးပြီးတော့နေနိုင်မှသာလေဘုန်းကြီးတို့ရဲ့နှလုံးသားထဲဟာအမုန်းတရားတွေကင်းစင်သွားလိမ့်မယ်မေတ္တာသက်ဝင်ချစ်ခင်တဲ့ကြည်လင်အေးမြတဲ့စိတ်ဓာတ်ကိုရရှိလာတဲ့အခါမှာချမ်းသာတာအိပ်စက်ရမှုဆိုတာဖြစ်ပေါ်လာမှာပါအဲ့ဒါလို့မဟုတ်ဘဲနဲ့အမုန်းတရားတွေနှလုံးထဲမှာထားမယ်ဆိုလို့ရှိရင်ဘယ်တော့မှချမ်းသာတာအိပ်စက်ရမှုဆိုတာရမှာမဟုတ်ဘူးတဲ့ထို့တူပဲအသိဉာဏ်ကင်းမဲ့နေကြမယ်ဆိုလို့ရှိရင်လှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမသိဘူးမသိသည့်အတွက်ကြောင့်မလှုပ်တင်တာတွေလှုပ်လိုက်မယ်လှုပ်တင်တာတွေကိုမလှုပ်ဘူးဆိုရင်ပြဿနာတွေတက်မယ်ပြဿနာတွေတက်ရင်ထိုပြဿနာကြောင့်စိတ်တွေဟာတည်ငြိမ်မှုမရဘူးတဲ့မောဟကြောင့်ဖြစ်ပေါ်လာတဲ့ရင်ထဲမှာပူနွေးစေတတ်တဲ့အခြေအနေမျိုးတွေရောက်လာတယ်ဒါကြောင့်မို့အဲ့ဒီမောဟကိုပယ်ဖြောက်ဖို့ရအတွက်အသိပညာရအောင်ကြိုးစားကြရမယ်အသိပညာရဖို့ရအတွက်တရားနာရမယ်တရားစာအုပ်တွေဖတ်ရမယ်နော်သုတ္တမယဉာဏ်ရမယ်ကမ္မထတရားအားထုတ်ရမယ်အားထုတ်လို့ရှိရင်ဘာဝနာမယဉာဏ်တွေရလာမယ်သုတ္တမယပညာဘာဝနာမယပညာဒီပညာနှစ်ခုဖြင့်မောဟကိုလျှော့ချနိုင်တယ်ပေါ့နောက်ဆုံးဟာသဘာဝတရားတွေရဲ့အစစ်မှန်ကိုသိမြင်ခြင်းဖြင့်မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်နိုင်တဲ့အသိဉာဏ်ကိုရရှိခြင်းဖြင့်သင်္ခါရတရားတွေရဲ့မမြဲတဲ့သဘောတွေကိုဆင်ခြင်စဉ်းစားခြင်းဖြင့်ဘုန်းကြီးတို့တွေဟာပူလောင်မှုတွေရောတတ်မဲ့မှုတွေရောအလုံးကိုလျှော့ချသွားနိုင်ပါလိမ့်မယ်တဲ့အဲ့ဒီလိုပူလောင်မှုတွေတတ်မဲ့မှုတွေလျှော့ချသွားနိုင်တာနဲ့တပြိုင်နက်ချမ်းသာစွာအိပ်စက်ရမှုဆိုတာရရှိလာမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒေါသမောဟဆိုတဲ့အခြေခံအကုသိုလ်တရားသုံးပါးကိုဖယ်ရှားပြစ်ခြင်းဖြင့်အခြားအကုသိုလ်သဘာဝတရားတွေကိုလည်းဖယ်ရှားနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သည်တို့တွေချမ်းသာသာအိပ်စက်ရဖို့အတွက်ဘာလုပ်ရမလဲဆိုတာရာဂဒေါသမောဟဆိုတဲ့ဒီတရားတွေကိုဖယ်ရှားဖို့ရအဓိကဖြစ်တယ်ဆိုတာကိုယ်စီကိုယ်ငါသဘောကျပြီးတော့ဟောဒီဟတ္တကသုတ်လာတဲ့မြတ်စွာဘုရားရဲ့အဖြေချမ်းသာစွာအိပ်စက်ရခြင်းရဲ့အဓိပ္ပာယ်ကိုအလေးနဲ့စဉ်းစားပြီးတော့လောဘဒေါသမောဟစတဲ့ကိလေသာအပူတရားတွေကိုဖယ်ရှားနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယံတုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆုံးရခြင်းကြောင့်သဗေတံကျင့်မဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင့်မြတ်ဖြူစင်အေးကြည်မြင့်သည့်ရေစဉ်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအိမ်မြရှိသာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာဇာပန်တို့သည်ဖုံးလန္တဝန္တာရှင်မြူဝုမုံနုလည်းရဲ့ကြည်နုဘွယ်ကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြပီတိဟုသောယနန်းတို့သည်ဘဝယံတုကောင်းစွာမသွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း